မင်္ဂလာပါရှင်ဒီခါမှာဟိစေက Big Challenges and Opportunity in 2026ခုနှစ်မှာသင်ကြုံတွေ့ရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆိုတဲ့ခေါင်းစဉ်နဲ့ Big Pie Reading လေးလုပ်ပေးထားပါတယ်ဒီ reading ထဲမှာ2026ခုနှစ်မှာကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေရရှိလာမယ့်အခွင့်အလမ်းတွေနဲ့ကိုယ့်ဘဝမှာဖြစ်ပေါ်လာနိုင်တဲ့အပြောင်းအလဲတွေအလှည့်အပြောင်းတွေကို January လေးဖတ်ပေးထားပါတယ်ရှင်ဒါဆိုရင်တေချာလေးအာရုံစိုက်ပြီးတော့ဒီပုံလေးသုံးပုံတွေကကိုယ်စိတ်ကိုဆွဲဆောင်ဆုံးဖြစ်မဲ့ပုံလေးတစ်ပုံကိုရေးထားပေးပါဦးနော်ရေးပြီးပြီဆိုရင်ပိုင်ဝမ်းလေးတွေအရင်ကြည့်လိုက်ရအောင်နော်ပိုင်ဝမ်းလေးမင်္ဂလာပါရှင်ပိုင်ဝမ်းလေးတွေရွေးချယ်ထားတဲ့ပိုင်ဝမ်းလေးတွေ2026မှာကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေရရှိလာမယ့်အခွင့်အလမ်းတွေနဲ့ဖြစ်ပေါ်လာနိုင်မယ့်အပြောင်းအလဲတွေကဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်နော်ကတ်တွေက Six of Swords ရဲ့ The Hangman နဲ့ Oracle က Emotional Healing ဆိုတဲ့ကတ်ရတယ်ပိုင်ဝမ်းရဲ့ energy ကိုကြည့်မယ်ဆိုရင်လေတခုခုကနေလွတ်မြောက်ချင်နေတာပြောင်းလဲချင်နေတာမျိုးတွေ့ရတယ်ပြောင်းလဲဖို့လိုတာလိုရဲဆိုတာသိနေပေမဲ့ပေါ့နော်ဘယ်လိုလုပ်ရင်ကောင်းမလဲလို့စဉ်းစားနေတာမျိုးနီးလန်းရှာဖွေနေတာမျိုးရောက်နေတဲ့နေရာမှာခဏရက်ပြီးတော့စဉ်းစားနေရတွေးတောနေရဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်နောက်ထောင်နေတဲ့သူတွေထဲမှာအခုပြောခဲ့တဲ့အချက်တွေနဲ့ကိုက်ညီရဆိုရင်ဒီပိုင်လေးကိုဆက်နှလောက်လို့ရရနော်မကိုက်ညီဘူးဆိုရင်တော့နောက်ပုံတစ်ပုံကိုထပ်ရွေးပြီးတော့ကိုနဲ့ကိုက်ညီတာကိုယူပါရှင်ဒါဆိုရင်ပိုင်ဝမ်းလေးဆက်ကြည့်အောင်နော်ပိုင်ဝမ်းလေးအတွက်လာမယ့်2026ကကိုနာကျင်ခံစားရတာတွေရှေ့ဆက်မရဘဲနဲ့ရက်သက်နေရတွေကနေပြီးတော့လွတ်မြောက်မယ်ကိုရဲ့ဟိုးစိတ်အတွင်းထဲကနေပြီးတော့ဗောနော်ပိတ်ဆို့နေတဲ့ခံစားချက်တွေဖုံးကွယ်ထားတဲ့အရာတွေအတိတ်ကစိတ်တန်ရာတွေကနေလွတ်မြောက်မဲ့နှစ်လို့ကတည်းကပြောထားတယ်ပိုင်ဝမ်းတွေအတွက်က2026မှာအလုပ်တို့နေရာလူဒါမှမဟုတ်လို့ရှိရင် relationship နဲ့ပတ်သက်တဲ့ဝင်တော့ဝင်ပိုးတွေတာဝန်တို့စိတ်ဖိစီးမှုတို့ပေါ့နော်ကိုတည်ထားရတဲ့ဒီလေးလံနဲ့ဝင်တော့ဝင်ပိုးတွေကနေလွတ်မြောက်မဲ့နှစ်တစ်နှစ်ပေါ့နော်ကိုအတွက်ဝင်တော့ဝင်ပိုးလို့ဖြစ်နေတဲ့ဒီအရာတွေကိုကြောက်ခိုက်နေမဲ့နှစ်လို့သူကပြောထားတယ်ပေါ့နော်ဒီလိုလွတ်မြောက်ဖို့အတွက်ဆိုရင်ကိုရင်ဆိုင်ရမဲ့စိန်ခေါ်မှုတွေဘာတွေဖြစ်မလဲဆိုတော့ကိုစီစဉ်ထားတဲ့အတိုင်းဖြစ်မလာတာမျိုးပေါ့နော်ကိုငါဒီလိုလုပ်တာမှန်ရဲ့လားဆိုပြီးတန်တရားဖြစ်လာတာမျိုးတွေအရင်ကကိုရဲ့comfort zone ပေါ့အဲ့လိုကိုရဲ့အရင်နေရာကိုပြန်တတိရလာတာမျိုးတွေငါဒီနေရာမှာဆက်နေတင်လားရှေ့ဆက်တင်လားဆိုပြီးတွေးရတာမျိုးတွေဘာလို့တိုးတက်မှုမရှိရလဲဆိုပြီးတော့ဒီနေရာမှာstuck ဖြစ်နေတာမျိုးပိတ်မိနေတာမျိုးရက်နေတဲ့ပုံစံမျိုးအဲ့လိုမျိုး energy မျိုးကိုတွေ့ရတယ် Oracle က emotional healing ဆိုတဲ့ကတ်ရတဲ့အတွက်ကြောင့်မို့လို့အရှိရကြထားတဲ့ကတ်တစ်ခုနဲ့လည်းကန့်ညီနေရတွေ့ရတယ်။သူပြောထားတာက you are healing from past emotional wound rediscovering your capacity for love and self compassion ဆိုတော့သူပြောတာလေ2026မှာအတိတ်မှာပေါ့အသေးကွဲတာမျိုးတွေမိသားစုကြောင့်စိတ်ဒဏ်ရာရတာစိတ်ညစ်ရတာကလေးဘဝ trauma ပေါ့နော်စိတ်ဒဏ်ရာရတာအဲ့လိုမျိုးတွေပေါ့အလုံးမှာစိတ်ညစ်ရတာအထက်လူကြီးနဲ့ဖြစ်စေကိုယ့်ရဲ့လုပ်ပေါ်ကိုင်မဲ့နဲ့ဖြစ်စေပေါ့နော်ရှိခဲ့မယ်ဆိုရင်တဲ့လာမယ့်ဒီ2026ခုနှစ်မှာအပြီးတိုင်းကုစားနိုင်မယ်ပြီးရင်ကိုယ့်ကိုပို့ချစ်လာမယ်ကိုယ့်ရဲ့ပုံစံအမှန်ကိုရှာတွေ့လာမယ်ကိုယ့်ကိုပြန်လဲတွေ့ရှိပါမယ်တဲ့ကိုယ့်အတွက်ထိခိုက်လာနိုင်တဲ့ကိစ္စတွေမှာဆိုရင်တေချာလေးပေါ့နော်ကိုယ် boundaries တွေတေချာသတ်မှတ်ဖြစ်မယ်ခြုံပြောမယ်ဆိုတော့2026ကပိုင်ဝမ်းတွေအတွက်ကိုစိတ်ပိုင်းဆိုင်ရာအရာပြန်လဲမွေးဖွားမဲ့နှစ်လို့ပြောလို့ရရပါတော့ခွင်းလန်းနေနဲ့ကြည့်မယ်ဆိုရင်ကတ်တွေက Wheel of Fortune နဲ့ Ace of Ace of Cup ရလို့လေကိုအတွက်က new emotional chapter တခုပွင့်မှုရှိလာရပါတော့ဒီ2026မှာ Wheel of Fortune လည်းရလို့ကိုအတွက်ကြီးမားမားပြောင်းလဲပေါ့နော်ပြောင်းလဲလာဖို့တခုရှိမယ်။ဘာတွေဖြစ်နိုင်လဲဆိုရင်အလောက်ကိုင်ပြောင်းလဲတို့အလောက်မပြောင်းရင်တော့ဌာနပြောင်းရတာတွေနေရာဒေသပြောင်းလို့ရတာမျိုးပညာရေးမှာဆိုလို့ရှိရင်လည်းကိုတက်ချင်တဲ့သင်တန်းကိုသွားချင်တဲ့နိုင်ငံကိုစူးစမ်းနေတဲ့ကိုလိုချင်တဲ့အခွင့်အရေးမျိုးဥမာ scholarship ရတာမျိုးတို့ဘာလို့ရလာဖို့ရှိရပါတော့။ခြေရေးမှာဆိုလို့ရှိရင်လည်းright person တွေ့တာမျိုးတွေကိုအတွက်မှန်ကန်ကောင်းမွန်တဲ့နေရာပတ်ဝန်းကျင်ကိုရောက်သွားတာမျိုးပိုင်ဝမ်းတွေအတွက်ပေါ့နော်ဟိုပေါ့ကြီးမားတဲ့တကယ်ကိုကြီးမားတဲ့အပြောင်းလဲတစ်ခုပေါ့ကိုလိုချင်နေတဲ့ကိုလည်းလိုချင်တဲ့ကြီးလဲကြီးမားတဲ့အလိုအပြောင်းလဲတစ်ခုလာဖို့ရှိတယ်တဲ့ relationship ဘိုင်းမှာဆိုရင်လည်း
healthy relationship ပုံစံဖြစ်လာတာမျိုးသူနဲ့ကိုယ်နဲ့ကြားမှာပုံဝင်လင်းလင်းနားလည်မှုရှိတဲ့ဆက်ဆက်ရေးမျိုးတည်ဆောက်လာနိုင်မယ်တဲ့တချို့တွေအတွက်ကတော့ပေါ့နော်new love to new relationship to new emotional connection ပေါ့နော်အဲ့လိုပုံစံမျိုးလေးလည်းတွေ့တယ်new emotional connection ကကြတော့အဲ့လိုမျိုးဘယ်လိုပြောမလဲဟိုအသစ်ဆိုပေမဲ့ပေါ့နော်တခြားလူလည်းမဟုတ်ဘဲနဲ့ကိုယ့်ကိုလည်းချစ်လို့ရတယ်ကိုယ့်ကိုပိုချစ်လာတာမျိုး self love အားကောင်းလာတာမျိုးကိုယ်က glow up ဖြစ်လာတာမျိုးကိုယ့်ရဲ့ better version ပေါ့နော်ကိုယ့်ရဲ့ပုံမကောင်းမွန်တဲ့ပုံစံကိုတည်ဆောက်လာနိုင်တာမျိုးကိုယ့်အတွက်ကိုပို့ပြီးတော့ဦးစားပေးလာတာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးမြင်နေကိုယ့်ကိုပို့ချစ်လာပါတော့အဲ့ဒီအတွက်ကိုပိုင်ဝမ်းလေးတွေကိုတဲ့သူကပြောချင်တာကတတိရှိပါတဲ့ဒီ courage ဆိုတဲ့ gap oracle ကပြောထားတယ်မင်းအားတဲ့စိတ်ခေါ်မှုတွေခက်ခဲတွေကိုရင်ဆိုင်မှုအတွက်ပေါ့နော်တတိတွေပြည့်ရှိနေပြီတဲ့ကိုယ့်ကိုယုံကြည်မှုရှိဖို့နဲ့ဆုံးဖြတ်ချက်ခိုင်မာဖို့ပဲလိုတယ်တဲ့ဆွဲရှိရှိနဲ့ကိုဖြစ်ချင်တာကိုလိုချင်တာကိုတတိရှိရှိရယူလိုက်ပါတဲ့အခွင့်အရေးလာဖို့ရှိတယ်ကိုဘက်ကလာရင်အမိရဖတ်ဆုပ်ဖို့ပဲလိုပါတယ်တဲ့ဒီ oracle ကလေးကပြောထားတာပေါ့နော်အဲ့ဒါကြောင့်ဒီပိုင်ဝမ်းတွေကိုပြောချင်တာကလေကိုယ့်အတွက်ဝင်တော့ဝင်ဖို့လိုဖြစ်နေတဲ့အရာတွေစိတ်တန်ရာတွေကိုယ်စမပြေတဲ့နေရာပတ်ဝန်းကျင်ကနေပြီးရုံးထွက်ဖို့မကြောက်နဲ့ပေါ့နော်ဒီຢာတွေလှုပ်ချလိုက်မှကိုယ့်အတွက်ပိုကောင်းတာတွေရောက်လာမှာအဲ့တော့ကိုယ့်အတွက်ရောက်လာမယ့်အခွင့်အရေးကိုတတိရှိရှိနဲ့ဖန်ဆုပ်လိုက်ပါလို့ပြောထားပါတယ်ပိုင်ဝမ်းလေးအတွက်လောက်ပါပဲရှင်အဖြေလေးကိုကျင့်တတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကောင်းမွန်သောနေ့လေးပိုင်ဆိုင်နိုင်ပါစေရှင်ကဲပိုင်တူးလေးကြည့်လိုက်ရအောင်နော်ပိုင်တူးလေးမင်္ဂလာပါရှင်ပိုင်တူးလေးတွေရေးချထားတယ်ပိုင်တူးလေးတွေ2026မှာကြုံတွေ့ရမယ်စိန်ခေါ်မှုတွေရရှိလာမယ့်အခွင့်အလမ်းတွေနဲ့ဖြစ်ပေါ်လာနိုင်မယ့်အပြောင်းလဲတွေကဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်နော်ကတ်တွေက Seven of Wands ရဲ့ Temperance နဲ့ Oracle က Sacrifice ရခဲ့ရတယ်ပိုင်တူးရဲ့ energy ကိုကြည့်မယ်ဆိုရင်လေတခုခုကြိုးကြိုးစားစားလုပ်နေတဲ့ပုံတို့ဒါမှမဟုတ်ရင်ကိုရရှိထားတဲ့အရာကိုရောက်ရှိနေတဲ့အခြေအနေအဲ့လိုမျိုးပေါ့နော်တခုခုကိုကာကွယ်ဖို့စူးစမ်းနေတာမျိုးအသေးအသံပေါ်ကိုစူးစမ်းအားထုတ်နေတဲ့ပုံစံမျိုးတခုခုရရှိဖို့ဒါမှမဟုတ်ရှင်ရရှိပြီးသားအရာကိုကာကွယ်ဖို့လုပ်နေတဲ့ energy မျိုးကိုတွေ့ရတယ်အလုံးမှာဆိုရင်လည်းကိုရောက်နေတဲ့ယာတူနေရာကိုကာကွယ်တာမျိုးတွေအခြေအေးမှာဆိုလို့ရှိရင်လည်းကိုချစ်တဲ့သူသားမှာစက်နေရဖို့ကိုနေရာကိုကာကွယ်နေရတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်ဆိုတော့နားထောင်တဲ့သူတွေထဲမှာလေအခုပြောတဲ့အချက်တွေနဲ့ကြိုက်တယ်ဆိုရင်ဒီပိုင်းလေးကိုဆက်နားထောင်လို့ရပါတယ်မကြိုက်ညီဘူးဆိုရင်တော့နောက်ထပ်ပုံတစ်ပုံရေးပြီးတော့ကိုနဲ့ကြိုက်ညီတာကိုယူပါရှင်ဒါဆိုရင်ပိုင်းတူးလေးဆက်ကြည့်လိုက်အောင်နော်ပိုင်းတူးလေးရဲ့အတွက်လာမယ့်2026ကကိုလိုချင်တဲ့တည်ငြိမ်တဲ့ဘဝကိုဒီဆောင်နိုင်မှုအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့ကြိုးကြိုးစားစားနဲ့ဒီမနေ့ကြီးကြီးထားပြီးတော့စူးစမ်းအားထုတ်ရမယ့်နှစ်မျိုးပါတဲ့ကတ်ရဲ့ energy ရပါတော့ပိုင်တူးတွေကအခြေအတက်စားလို့ရှိရင်အလောက်ကိုင်းနဲ့ငွေကြေးပိုင်းတွေကိုပို့ပြီးဦးစားပေးလူတွေများတယ်ကိုဘွားတိုးတက်ရတိုးတက်ကြောင်းကိုအာရုံစိုက်နေရတဲ့သူတွေကိုဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဆိုတာကိုတိတိကျကျသိပြီးတော့အဲ့ဒီမှန်းချက်ဖန်နိုင်နေစီကိုရအောင်ဒီဇိုင်းမှတ်မှတ်စူးစမ်းနေတဲ့သူတွေအဓိကအလုပ်စူးစမ်းရတဲ့သူတွေပေါ့နော်ဒီပိုင်းတွေကလူတွေအဲ့တော့ပိုင်တူးတွေအတွက်က2026မှာကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုတွေကအပြိုင်ဆိုင်များလို့ဖိအားများတာမျိုးတွေကိုယ့်ရဲ့ရည်ချင်းကကိုကဒီနေရာနဲ့ကိုထိုက်တန်ပါတယ်ဆိုပြီးတော့တက်တည်ပြရတာမျိုးတွေကိုယ့်ရဲ့နေရာကိုလာလို့ရလူရှိလို့ကာကွယ်ရတာမျိုးတွေပေါ့နော်ဥမာလုံးမှာဆိုရင်အတိုက်ခိုက်တွေပြိုင်ဘက်တွေရှိနေတာမျိုးတို့ချေးမှာဆိုလဲတပ်ပါတီရှိလို့fight နေရတာမျိုးပေါ့နော်ကိုလူပါမှာဆိုလို့ကိုနေရာပျောက်သွားမှာဆိုလို့ကာကွယ်နေရတာမျိုးတွေပေါ့ပြောရမယ်ဆိုရှင်ပိုင်တူးတွေကပေါ့ fight မှုတွေမှာရောက်နေရမျိုးပေါ့နော်အဲ့ဒီမှုကဘယ်လိုလဲကိုကတိုက်ခိုက်ရမယ်ဘာအတွက်လဲဆိုရင်ကိုကကာကွယ်ဖို့အတွက်ပေါ့အဲ့လိုမျိုးက fight မှုပေါ့နော်အဲ့ကြောင့်ဒီ temperance ကဘာပြောလဲဆိုရင်အလုံးစုံနေမလုပ်ဘဲနဲ့တဲ့ balance ဖြစ်အောင်နေပါတဲ့အလုံးစုံနေလုပ်ရင်စူးစမ်းရင်ကြတော့ပေါ့နော်အရန်ကိုပင်ပန်းပြီးတော့ခြေကိုလက်ပန်းကျလာတာမျိုးတွေဖိအားတံမခံနိုင်တာမျိုးတွေစိတ်ခံစားချက်မတည်ငြိမ်တာမျိုးတွေပေါ့နော်စိတ်တွေရောက်ရက်ခက်ပြီးတော့ဘာဆက်လုပ်ရမယ်မသိတာမျိုးဖြစ်လာနိုင်တယ်တဲ့အဲ့ဒါကြောင့်ဒီ temperance ကဘာပြောချင်လဲဆိုရင်အလောက်ကိုင်းငွေကြေးကျန်းမာရေးနဲ့အခြေပေါ့နော်ဘယ်ဘက်မှာဖြစ်ဖြစ် balance ဖြစ်ဖို့လိုတယ်တဲ့ဘယ်ရာမှတစ်ဖက်ဆောင်နေမဖြစ်ဘဲနဲ့မြတ်မြတ်တိုက်တာကိုယ်ကင်တွဲပေါ့နော်
နောက်ပြီးတော့ဒီ Oracle card က sacrifice ဆိုတာပြနေတော့ပိုင်တူးတွေထဲမှာပေါ့အချို့လေးပေါ့နော်ခုနကပြောခဲ့သလိုမျိုးthird party ဝင်တာမျိုးကြားလိုဝင်တာမျိုးလည်းဖြစ်နိုင်တယ်နှစ်ဖက်မိဘဆွေမျိုးတို့တကယ်ချင်းတို့ဒါမျိုးလေးပေါ့နော်မဟုတ်လို့ရှင်လဲ relationship မှာကိုယ့်အမြင်ကိုယ့်အတွေးပေါ့နော်ကိုယ့်နေရာကိုကာကွယ်နေရတဲ့အတွက်အဲ့ဒီပေါ်မှာကိုကအချင်းနေအင်အားတွေပိုင်ဆိုင်မှုတွေရင်းထားရတာမျိုးပေါ့ကိုယ့်အတွက်ကိုတိုးတက်ကြောင်းတော့မလုပ်နိုင်မဲနဲ့အခြေအတွက်ကိုကဆွလို့အနစ်နာခံနေရတာမျိုးအကုန်ပေါ်ထားတာမျိုးလေးလည်းတွေ့တယ်အဲဒါကြောင့်အလွန်ကြုံမလုပ်ဘဲနဲ့တဲ့မြတ်တလောက်ကင်ဆောင်ရွက်ပါတဲ့ခွင်လန်းအနေနဲ့ကြည့်မယ်ဆိုရင်ကတ်တွေက Page of Pentacle နဲ့ Queen of Pentacle Oracle က Boundary ဆိုတဲ့ကတ်ရတယ် Page of Pentacle ရတဲ့အတွက်ပေါ့နော်2026မှာပိုင်တူးတွေကအလောက်ကင်ခွင်လန်းအသစ်ပေါ့နော်စီးပွားရေးနယ်ပယ်မှာလည်းလို့အသစ်တွေစားဖို့ရှိတယ်ခွင့်ရေးရလာဖို့ရှိတယ်ဥမာလောက်ကလုပ်တဲ့သင်တန်းတက်ရတာတို့အလုပ်သစ်တစ်ခုစဖို့အတွက်ကိုတိလာသင်ရတာမျိုးတို့အခုလက်ရှိလုပ်နေတဲ့အလုပ်နဲ့မတူတဲ့အလုပ်အသစ်တစ်ခုပေါ့နော်အလိုစရတာမျိုးလေးတွေလက်တွေ့လုပ်ရမယ့်လက်တွေ့စိတ်ကူးနေတာမဟုတ်ဘဲနဲ့ကွာလက်တွေ့လုပ်ရမယ့်ကိစ္စမျိုးတွေပေါ့နော်အဲ့လိုကိစ္စရဲ့မျိုးတွေဖြစ်လာဖို့ရှိတယ်Page of Pentacle ရဲ့သဘောကလေသူ့ရဲ့သဘောကအစပိုင်းမှာသူကကိုစားလုပ်လိုက်တာကိစ္စတော့တည်တည်လေးပဲဒါပေမဲ့အနာဂတ်မှာကိုအတွက်သူကကြီးမားမားပြန်ရမယ်ဆိုတဲ့ကတ်မျိုးပေါ့နော်သူကအခုကကိုကမျိုးစေ့ကျဲထားမယ်အနာဂတ်မှာကိုကဒီကပြန်ရလာတဲ့အကျိုးမြတ်အသီးပွင့်တွေကိုခံစားရမယ်ပေါ့ပိုင်တူရဲ့စိတ်ထဲမှာဘယ်လိုလဲငါဒီလုပ်လေးစားလို့ရင်ကောင်းမလားတို့ဒီတနန်းတလိုက်ကောင်းမလားလို့အဲ့လိုလေးပေါ်လာလို့ရှိရင်လုပ်လိုက်ပါတဲ့ Queen of Pentacle ရဲ့သဘောကကြတော့လေ Page of Pentacle မှာကိုကျဲထားတဲ့မျိုးစေ့ကနေပြီးတော့အပင်ပေါက်ကြီးထွားလာပြီးတော့အသီးပွင့်ကိုတေချာပေါက်ခံစားရမယ်တဲ့ကတ်မျိုးပေါ့ဥမာသူကအလုံးမှာဆိုရင်ကိုတက်လိုက်တဲ့သင်တန်းနဲ့ကိုရဲ့အရေးချင်းကြောင့်ပေါ့နော်လုပ်ရည်ကိုင်ကြောင့် promotion ရတာမျိုးသင်တန်းမှာရတဲ့အသိပညာဘူးသူတိုင်းနဲ့ပေါင်းပြီးအသုံးချလို့ကိုရဲ့ဝင်ငွေတိုးတက်လာတာမျိုး customer တွေများလာတာမျိုးအဲ့လိုမျိုးပေါ့နော် Queen of Pentacle ကျတော့ဝင်ငွေတိုးမယ်တည်ငြိမ်လာမယ် stable ဖြစ်လာမယ်ကိုယ်ပိုင်လုပ်ငန်းတွေထူထောင်နိုင်မယ်ပြည်စုံကြွယ်ဝလာမယ်ဆိုတော့နမိတ်ကိုပြတဲ့ကတ်မျိုးပေါ့နော်ပြီးရင်ဒီလိုခွင်လန်းတွေအလောက်ကိုင်းတိုးတက်ဖို့အတွက်ဆိုရင်အမျိုးသမီးတယောက်စီကအကူအညီရလာပါလိမ့်မယ်တဲ့ဥမာအမေတို့အတော်တို့အလုံးမှာဆိုရင်ကိုယ်ထက်လူကြီးအမျိုးသမီးပေါ့နော်အဲ့လိုလူတွေကကိုယ်ကူညီထောက်ပံ့လိမ့်မယ်ပြီးရင်ပေါ်ပြောခဲ့သလိုမျိုးပေါ့နော်အခြေရေးအတွက်ကိုပဲအာယုံဆိုင်မိနေရမျိုးတွေကိုအတွက်ကိုတော့မစင်စားနိုင်လောက်ခြေရေးမှာနေမြုပ်နေရမျိုးတွေမလုပ်ပါနဲ့ boundary ဆိုတဲ့ Oracle ကပြောထားတယ်ပေါ့နော်ဆိုအခြေရေးမှာဆိုရင်ဘယ်လိုမျိုးလဲဆိုတော့ boundary ပေါ့တခြားသတ်မှတ်ပါတဲ့ဘာလို့ရင်အဆင်ပြေမယ်ဘာလို့ရင်အဆင်မပြေဘူးအဆင်ပြေတာတခြားညှိနှိုင်းပေါ့နော်အဲ့လိုနဲ့ကိုက healthy relationship မျိုးတည်ဆောက်ပါတဲ့ relationship မှာအဆင်ပြေပြီဆိုရင်ကိုရဲ့တိုးတက်ကြောင်းတွေကိုအပေါ်ပြီးအာယုံဆိုင်နိုင်မယ်အခွင့်အရေးရလာရင်ကိုကဖန်ဆုပ်လိုက်နိုင်မှာပေါ့နော်မဟုတ်လို့ရှိရင်ကိုကအခြေမှာပဲလောင်နေပြီးတော့အခွင့်အလန်းတွေလာရင်ကိုကမမြင်တော့ဘူးအဲဒါကြောင့်ဒီလိုအခွင့်အရေးတွေကိုလွတ်သွားနိုင်တာမျိုးပေါ့နော်အဲဒါကြောင့် boundary တွေကိုတေချာသတ်မှတ်ပါကိုမလို့နိုင်တဲ့ကိစ္စတွေမှာလည်းကိုက no လို့ပြောဖို့ဝင်မလေးပါနဲ့ခြုံပြီးကြည့်ရမယ်ဆိုရင်တော့ပိုင်တူသမားတွေက2026မှာအပြိုင်ဆိုင်တိုက်ခိုက် PR တွေစိတ်ရှုပ်ရတဲ့တွေကိုအလင်းမြန်မဆုံးဖြတ်ဖြစ်နေတခြားစဉ်းစားပြီးတော့ကိစ္စရဲ့အတိုင်းကိုမြတ်ကင်တွေပါတဲ့ကိုအတွက်အခွင့်အလမ်းတသေးလေးပဲရလာရင်တော့မှလုံးလိုက်ပါစတင်လိုက်ပါတဲ့ဒါကကိုအတွက်အနာဂတ်မှာကျိုးမြတ်များမဲ့အခွင့်အလမ်းတစ်ခုပေါ့နော်ဆိုတော့ပိုင်နူးလေးအတွက်လောက်ပါပဲရှင်ဖြေလေးကိုကျင့်တတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကောင်းမွန်သောနေ့လေးပိုင်ဆိုင်နိုင်ပါစေရှင်ပိုင်သွေးလေးမင်္ဂလာပါရှင်ပိုင်သွေးလေးတွေရေးချထားတဲ့ပိုင်သွေးလေးတွေ2026မှာကြုံတွေ့ရမယ်စိန်ခေါ်မှုတွေရရှိလာမယ့်အခွင့်အလမ်းတွေနဲ့ဖြစ်ပေါ်လာနိုင်တဲ့ပြောင်းလဲတွေကဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်နော်ကတ်တွေက Page of Wands နဲ့ Two of Pentacles နဲ့ Oracle က Intimacy ဆိုတဲ့ကတ်ရတယ်ပိုင်သွေးရဲ့ energy ကိုကြည့်မယ်ဆိုရင်လေအသစ်တစ်ခုကိုစတင်လှုပ်ဆောင်မှုအတွက်ကိုစိတ်လှုပ်ရှားနေရမျိုးအထွေးအမြင်တစ်တွေပေါ်လာလို့ idea တစ်တွေပေါ်လာလို့ပေါ့နော်ကိုယ်စမ်းသပ်ကြည့်ချင်တာမျိုးကိုယ်စိတ်အားထက်သန်နေမယ်စိတ်လှုပ်ရှားနေမယ်အခြေအနေမှာဆိုလို့ရှိရင်ဥမာကိုသဘောချနေတဲ့သူကိုသွားပြီးတော့ဥမာစကားသွားစပြောတာမျိုး message သွားပို့တာမျိုးပေါ့နော်အလုံးမှာဆိုရင်လည်းကိုယ် project အသစ်စရမှာမို့လို့စိတ်လှုပ်ရှားနေရမျိုးအဲ့လိုတခုခုပေါ့နော်စိတ်အားထက်သန်နဲ့စလုပ်ချင်နေဆိုတဲ့ energy မျိုးကိုတွေ့ရတယ်
ဆိုတော့ကိုနောက်ထောင်နေတဲ့သူတွေထဲမှာအခုပြောခဲ့တဲ့ချက်တွေနဲ့ကိုက်ညီရဲဆိုရင်ဒီပိုင်းလေးကိုစဉ်းစားလို့ရတယ်နော်မကိုက်ညီဘူးဆိုရင်တော့နောက်ပုံတစ်ပုံကိုထပ်ရွေးပြီးတော့ကိုနဲ့ကိုက်ညီရအောင်ယူပါရှင်အဲ့ဆိုရင်ပိုင်း3လေးဆက်ကြည့်အောင်နော်ပိုင်း3ရဲ့အတွက်ကလာမယ့်2026ကစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နေတဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်ပိုင်း3တွေကိုရွေးချယ်ထားတဲ့သူတွေကဖန်တီးနိုင်မှုစွမ်းမြင့်နဲ့စွန့်စားရတာမျိုးကြိုက်တယ်ဘတ်စုံပေါ့နော်တော်နေတဲ့သူမျိုးတွေပါတယ်ဥပမာကျောင်းရတစ်ခုခုကိုကဏ္ဍတစ်ခုခုပေါ့နော်ကျောင်းရတစ်ခုကဏ္ဍတစ်ခုခုမှာပဲကိုကကျွမ်းကျင်တာမျိုးမဟုတ်ဘဲနဲ့ကိစ္စတော်များများမှာလုံနိုင်ကိုင်နိုင်တယ်စီမံခန့်ခွဲနိုင်တယ် manage လုပ်နိုင်တဲ့သူတွေများတယ်ဆိုတော့ point 3ရဲ့အတွက်ကဒီ2026မှာဖန်တီးမှုအသစ်တွေစိတ်ကူးစိတ်တမ်းအသစ်တွေဖွဲ့လိုက်ပေါ့နော်ကို team မော်လှုပ်ဆောင်မှုတွေကနေပြီးတော့အသိမှတ်ပြုမှုတို့အောင်မြင်မှုတို့အဲ့လိုမျိုးရလာနိုင်တဲ့နေ့တစ်နေ့ပေါ့နော်အဲ့လိုမျိုးကတ်တီးကပြောထားတယ်အခြေအိမ်တော်ကြီးမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လက်တွဲပုံနဲ့ပို့ပြီးတော့ရင်းနှီးတဲ့နှွေးထွေးတဲ့ဆက်ဆံရေးမျိုးတည်ဆောက်နိုင်မဲ့နေ့တစ်နေ့ဖြစ်လာပါမယ်တဲ့ဆိုတော့ point 3အတွက်ဒီ2026မှာကြုံတွေ့ရမယ့်စိန်ခေါ်မှုတွေကဘာတွေဖြစ်မလဲဆိုရင် point 3တွေကလေ page of 1ကတ်ရထားလို့စိတ်ကူးစိတ်တန်းကောင်းနေရှိတယ်ဒါပေမဲ့အဲ့ဒါကိုကျတော့ကိုကလက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့နေရာမှာကျတော့အားနေတယ်ဥပမာ project အသစ်တွေအလုပ်အသစ်တွေတစ်ပြိုင်တည်းစပြီးလုပ်တယ်ပြီးတစ်ခုမှအဆုံးသက်မသွားဘူးပေါ့နော်အဆုံးထိမသွားတာမျိုးတွေကိုစိတ်ကူးထားတဲ့လုပ်တစ်ခုခုကိုအခြေချအောင်မလုပ်ရသေးခင်မှာကိုကနောက်ထပ် idea အသစ်ပေါ်လာလို့ပထမတစ်ခုရက်ပြီးတော့နောက်ထပ် idea ကိုနောက်ထပ် idea ပေါ်လာတဲ့အလုပ်ကိုစလုပ်တာမျိုးပေါ့နော်နောက်တစ်ခုကကျတော့ two of pentacles ဆိုတဲ့အတွက်ကြောင့်မို့လို့အလုပ်ငွေကြီး relationship ပိုင်းမှာထိန်းညှက်ခတ်တဲ့အနေအထားမျိုးတွေကိုသူကပြတယ်ပေါ်မှာပြောခဲ့လိုမျိုးပေါ့နော်ကိုလုတ်ကင်ထားတယ်ကိုစထားတဲ့အလုပ်တွေကများတဲ့အတွက်ကြောင့်မို့လို့အဲ့အရာတွေကိုချိန်ပြီးပြီးစီးဖို့လုပ်ရတာမျိုးတွေပညာရေးပိုင်းမှာဆိုလို့ရှိရင်လည်းကိုကဟိုတင်တဲ့တက်ချင်တဲ့ပြင်ဒီတင်တဲ့ခိုင်းတဲ့နောက်တင်တဲ့တစ်ခုပေါ့အဲ့လိုမျိုးကိုလုံးနိုင်တာထက်ကိုပို့ပြီးလုပ်တဲ့အတွက်ကြောင့်မလို့ကိုရရမယ်နှလုပ်တာပေါ့နော်ဒါပေမဲ့ကဲကျတော့အလုပ်တို့တင်နန်းတို့ကိုနဲ့ဒီလိုမျိုးအလုပ်ကိစ္စတွေတင်တဲ့ကိစ္စတွေပညာရေးကိစ္စတွေနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကြားမှာကိုကဘယ်လိုပြောမလဲစိတ်ဖိစီးမှုများလာတာမျိုးပေါ့နော် work life balance မညီတော့ဘူးပေါ့ဆိုတော့ကိုမိသားစုတို့ကိုချစ်သူတို့ချိန်မပေးနိုင်လို့ပြဿနာတက်လာနိုင်တာမျိုးတွေဝင်ငွေနဲ့ထွက်ငွေမျှတအောင်စီမံနေရမှာအခက်အခဲဖြစ်လာတာမျိုးတွေဖြစ်လာနိုင်တယ်တဲ့နောက်တစ်ခုက oracle ကတ်က intimacy ဆိုတဲ့ကတ်ရလို့အချစ်ရေးမှာနက်နက်ရှိုင်းရှိုင်းဆက်ဆံရေးမျိုးတို့တည်ဆောက်နိုင်မှာမယ်တဲ့တယောက်နားလည်မှုယုံကြည်မှုစာနာမှုတို့နဲ့သွားမယ်ဆိုရင်တဲ့ရေရှည်တည်မြဲတဲ့ဆက်ဆံရေးမျိုးကိုတည်ဆောက်နိုင်မှာလိမ့်မယ်တဲ့အဓိကတော့ဘောနော်က work life balance ညီမျှနေဖို့လိုတယ်နောက်တစ်ခုကကျတော့လေ point 3လိုနေတာလေသူကငကိုရဲ့ creative idea မျိုးတို့အဲ့လို creativity ကောင်းပြီးသားဆိုတော့သူ့အတွက်လိုနေတာအချမ်းချင်းနေ idea တွေမဟုတ်တော့သူ့အတွက်လိုနေတာကျတော့စီးစနစ်ပေါ့စီးမြင့်နေစနစ်တွေအဲ့လိုမျိုးတော့လိုနေတာဥပမာအချိန်စီအားဆွဲပြီးလောက်တာမျိုးသူများတွေကိုတာဝန်ခွဲဝေမျှဝေပေးတာမျိုးဘယ်အလုပ်ကိုရင်ဦးစားပေးလို့ရမလဲဘယ်အလုပ်ကနောက်မှလုပ်ရင်ကောင်းမလဲအဲ့လိုမျိုးစီးစနစ်ပေါ့ system တစ်ခုတည်ဆောက်ဖို့ပဲလိုနေတာတဲ့အခွင့်အလမ်းတွေကိုကြည့်မယ်ဆိုရင်တော့ကတ်တီက6 of 1နဲ့3 of pentacle နဲ့ oracle က innovation ဆိုတဲ့ကတ်တီရထားတယ်6 of 1ဆိုတဲ့ကတ်ရလို့ point 3တွေက2026မှာသူကအောင်မွေးခံမဲ့လူပေါ့ထင်ပေါ်ကျော်ကြားမဲ့သူအတိတ်ကကိုလုပ်ခဲ့တဲ့စူးစမ်းခဲ့တဲ့အရာတွေကအကျိုးမြတ်တွေရလာတော့မယ်လို့ပြောထားတယ်ကိုလူသိများလာတာမျိုးတွေအလုံးမှာကိုပတ်ဝန်းကျင်မှာကိုအရေးချင်းကိုတိမှတ်ပြုလာတာမျိုးတွေကိုယ့်ရဲ့အရေးချင်းတို့ကျွမ်းကျင်မှုတို့အဲ့ဒါတွေကိုတခြားသူတွေသတိထားမိပြီးတော့ခြေကျူးလာတာမျိုးပေါ့နော်ကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်ရဲ့အိမ်မက်တွေလက်တွေ့အကောင့်ထဲပေါ်နိုင်မဲ့နှစ်လို့မြင်တယ်ကိုကတကူးတကကြီးကသူများတွေကိုသွားပြီးတော့အတိမဲ့ပြုအောင်လို့စ조사နေဖို့မလိုစ조사နေစရာမလိုဘဲနေကိုယ့်ရဲ့လုပ်ရည်ကိုင်ကိုယ့်ရဲ့ဖန်တီးနိုင်မှုစွမ်းအားတွေကြောင့်ကိုယ့်ရဲ့ဂုဏ်သတင်းပေါ့နော်ကိုယ့်ရဲ့ဂုဏ်သတင်းကြောင့်ကြော်ကြားမှုကနေပြီးတော့ဒီအောင်မြင်မှုဖြစ်လာမယ်အဲ့ကိုယ့်ရဲ့နောက်ကလိုက်လာမှာမျိုးပေါ့နောက်တစ်ခါကကြတော့3 of pentacle ရလို့တယောက်ချင်းလှုပ်ဆောင်တာတွေထက်စားလို့ရှိရင်အသင်းအဖွဲ့နဲ့လုပ်ရင်တော့ပိုအောင်မြင်မယ်တဲ့ဥမာ share လုပ်တာမျိုးတို့ share ထည့်တာမျိုးတကယ်ချင်းနဲ့ share ဆက်တူလုပ်တာမျိုးတို့project တွေ support လုပ်တာမျိုးကနေပြီးတော့အကျိုးမြတ်တွေရလာလိမ့်မယ်တဲ့အဓိကကို
ကူညီပတ်မှုပေးနိုင်မဲ့သူတွေယုံကြည်စိတ်ချလို့ရတဲ့သူမျိုးတွေရောက်လာဖို့ရှိတယ်ကိုယ့်ရဲ့အထက်လူကြီးပေါ့နော်ကိုယ့်ရဲ့ senior တွေစီကနေပြီးတော့အကြံဉာဏ်ကောင်းတွေရလာနိုင်တယ်ဆိုတော့တယောက်တည်းလှုပ်ဆောင်တာထက်စားလို့ရှိရင်အဖွဲ့လိုက်ဆောင်ရွက်မှုတွေကနေပြီးတော့အကျိုးမြတ်ကောင်းတွေရလာလိမ့်မယ်တဲ့ Oracle ကလည်း innovation ရတာမို့လို့လုံးဝကွက်တီပဲကွာကိုယ့်ရဲ့တီထွင်ဖန်တီးမှုတွေကနေပြီးတော့အကျိုးမြတ်တွေရလာမယ်တဲ့ Pi3 ရဲ့လေသူရဲ့စဉ်းစားတဲ့ပုံတွေးခေါ်တဲ့ပုံစံတခြားသူတွေနဲ့မတူတဲ့အတွက်ကြောင့်မလို့တခြားသူတွေမမြင်တဲ့ရှုထောင့်တွေကမြင်တာမို့လို့ပေါ့နော်ကိုလုံနေတဲ့အလုပ်ကိုင်းတွေမှာဆိုရင်တခြားသူတွေနဲ့မတူဘဲနဲ့ထူးခြားတဲ့အမြင်တွေအတွေးခေါ်တဲ့ idea တွေပါဝင်နေတဲ့အတွက်ကြောင့်မလို့အဲ့ဒါတွေကလည်းပေါ့နော်ကိုယ့်ရဲ့အလုပ်ကိုပို့ပြီးတော့အောင်မြင်စေနိုင်တဲ့အချက်တွေမှာပါဝင်နေတဲ့ဆိုတော့ Pi3 တွေ2026မှာကိုယ့်ရဲ့ဒီ creativity ပေါ့နော်ကိုယ့်ရဲ့တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကကိုယ့်ရဲ့ super power ဖြစ်လာမယ်တဲ့ခြုံပြီးကြည့်မယ်ဆိုရင်တော့ Pi3 ရဲ့အတွက်2026ကအလုပ်အကိုင်ငွေကြေးပိုင်းမှာအောင်မြင်မဲ့နှစ်တစ်နှစ်လို့မြင်တယ်ကိုယ်တိုင်အောင်မြင်မှုတွေကိုလည်းရယူနိုင်တယ်လို့မျိုးတခြားသူတွေနဲ့ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင်ဥပမာကိုမိသားစုဝင်တို့ကိုချစ်သူတို့တငယ်ချင်းတို့လို့ပေါ်ကိုင်းဘက်တို့เนาะသူတို့နဲ့ပူးပေါင်းလုပ်ဆောင်မယ်ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ပို့ပြီးတော့ကြီးမားတဲ့ပို့ပြီးတော့မြင့်မားတဲ့အောင်မြင်မှုတွေကိုရယူနိုင်မယ်နှစ်တစ်နှစ်ပါတဲ့ဆိုတော့Pi3 လေးအတွက်လည်းလောက်ပါပဲရှင်အဖြေလေးကိုကျင်းနေလိမ့်မယ်လို့မျှော်လင့်ပါတယ်ကောင်းမွန်တဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေရှင်နောက်ရီဒီနေ့မှာပြန်တွေ့ကြမယ်နော်